ဒီကနေ့ဟောမယ့်တရားတော်ကတော့ဝိပဿနာလုပ်ငန်းစဉ်တရားတော်ကြီးပဲဝိပဿနာရှုပုံလုပ်ငန်းစဉ်တွေကိုကမ္မထမ်းပေးတဲ့အနေနဲ့ဟောသွားမယ်တရားတော်ကြီးလို့ဆိုလိုတယ်ဒီတရားတော်ကိုအခုလိုဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးရဲ့အဖွဲ့ခွဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်အဖွဲ့ကလျှောက်ထားတောင်းမှလို့ဟောရတာပဲအဲဒီသာသနာတရားကအဖွဲ့ရဲ့လျှောက်ထားပုံကတော့ဗမာပြည်မှာလဲနေလေအောင်မြင်းဆောင်မှကြံလူတိုင်းဝိပဿနာလုပ်ငန်းစဉ်ကိုနားလည်ပြီးအားထုတ်နိုင်အောင်သိလွယ်တဲ့နည်းနဲ့လည်းဟောပါတဲ့ပြီးတော့သွားလာရောင်းဝယ်ရင်အလုတ်ကင်မပြည့်ပဲအားထုတ်သွားနိုင်အောင်လွယ်ကူတဲ့နည်းနဲ့လည်းဟောပါတဲ့ဒီလျောက်ထားတဲ့အတိုင်းဟောရမယ်ဆိုတော့ကျမ်းဂန်စကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကိုထုတ်ပြနေဖို့မလိုတော့ပါဘူးပြီးတော့အချိန်ကလည်း15မိနစ်တည်းဆိုတော့တကယ်တမ်းအားထုတ်သွားရမယ်လုပ်ငန်းစဉ်ကိုကြည့်လွယ်နဲ့တဲတို့ဟောသွားရတော့မှာပဲကဲစပြီးဟောတော့မယ်သတ္တောအမှတ်ရလည်းရဲ့သမဇာနောအတိလည်းရဲ့ဝိဟရေယနေရာ၏အယံအမှတ်ရစေသိပြီးနေဆိုတဲ့ဒီစကားကြီးဟောငါဖះကိုအားထားနေကြတော့သင်္ချေသားခြေသမီးတို့အတွက်အမာကံဘုရားရှင်ဖြစ်သောငါတို့၏အနုသာသနီအကျဉ်းငြိမ်ရထားပေးတော်မူသောအဆုံးအမတော်ကြီးပါပေ၏ပါဠိလိုကသတ္တောသမ္ဇာနောဗမာလိုကအမှားရစေသိပြီးနေဆိုတဲ့ဒီစကားနှလုံးအဓိပ္ပာယ်အပြင်အမတန်ကျေပြန့်တယ်ဒီကသုံးပုံနဲ့ညီမျှနေတယ်ဝိပဿနာလုပ်ငန်းစဉ်ဟူသည်များဟာလည်းဒီစကားနှလုံးထဲမှာအတွင်းဝင်နေတယ်